ကောလာလန်ဘူးမြို့တရုတ်တန်းကတရှိကို60ပြရတဲ့အခန်းတွေဘယ်နှမှာရှိလဲဆိုတာကိုတော့ကြည့်ကြမယ်ကဲ let's go အခုမြင်တွေ့နေရတာကတော့ဒီပါဆာစနီဘူတာကနေမြင်ရတာဖြစ်တယ်ကျွန်တော်တို့ဒီပါဆာစနီဘူတာမှာစီးလိုက်ပြီးတော့အဲ့ဒီကားဂိတ်ဒီဘတ်စကတ်တန်တဲ့လမ်းတည်တော်လိုက်ရင်တရုတ်တန်းကိုရောက်မှာဖြစ်တယ်ကျွန်တော်တို့ဒီကနေပဲတရုတ်တန်းကိုလမ်းလျှောက်ပြီးတော့တော့မှာဖြစ်ပါတယ်ဒါကတော့တရုတ်တန်းကိုတော့နေတာဖြစ်တယ်တရုတ်တန်းကိုပါဆာစနီဘူတာကနေလမ်းလျှောက်ပြီးတော့ပေါ်မယ်ဆိုရင်9မိနစ်ကျော်10မိနစ်လောက်ဆိုရင်ရောက်ရှိမှာဖြစ်တယ်လမ်းမှာကတော့လူတော်တွေကတော့အရင်ကိုစီကားနေတာပါပဲအခုဆိုရင်ဒီတရုတ်တန်းကိုရောက်ပြီပေါ့နော်ဒါတရုတ်တန်းရဲ့နောက်ဖက်ကဝင်ပေါက်လို့ပြောမှာပေါ့ဟိုအရှိဖက်ကကုတရယာဖက်ကဝင်ပေါက်မဟုတ်ဘူးလေဒီနောက်ဖက်ကဝင်တဲ့အပေါက်ကိုရောက်ရှိနေတာဖြစ်တယ်ဒီနားမှာကအဲ့လိုအခင်းတွေပေါ်လို့ပေါ့နော်ဒီအခင်းတွေကိုကျွန်တော်တို့ဘယ်နှမှာရှိလို့ဆိုတော့ကိုရှင်းလိုက်ကြဒါကတော့ဂျလန်ပက်တလင်စထရီပေါ့နော်တရုတ်တင်လို့လေခေါ်တယ်ဂျလန်ပက်တလင်လို့လေခေါ်တယ်ဘယ်လိုပဲခေါ်အဲ့ဒီအထင်မှာ60တဲ့အခင်းတွေကတော့အများကြီးရှိပါတယ်ဒါကတော့မသိသေးတဲ့ကိုယ့်ရဲ့ပေါ်တာတွေပြအောင်လို့ရှင်းပြတာဖြစ်တယ်ဒီနေရာမှာဆိုရင်လို့ဒီအဆုံးနားမှာဆိုရင်နှခမ်းရှိတယ်ပေါ့နော်အဲ့ဒီနားမှာတခမ်းအဲ့ဒီနောက်မှာတခမ်းအဲ့လိုမျိုးရှင်းမှာလူတယောက်ရက်နေတာတို့ထိုင်နေတာတို့ဆိုရင်အဲ့ဒီဟာ60တဲ့အခန်းတွေပဲအကုန်လုံးကတော့ဒီနောက်ကနှခမ်းကတော့ဆိုတယ်မိုက်တယ်ပဲပြီးတော့အဲ့ဒီတရုတ်တန်းသေးကိုဝင်လိုက်မယ်ဆိုရင်အဲ့ဒီနောက်ဖက်ကဆိုရင်ဘေဖက်အရှင်းပေါ့နော်အဲ့ဒီမှာအဲ့ဒီတိုက်အောက်တွေသေးကိုတေးဝင်တော့လိုက်မယ်ဆိုရင်အလေလောက်မှာပေါ့အဲ့ဒီမှာလေအခန်းတွေ3ခန်းရှိပါတယ်ဒီပေဖဲမှာရောဟိုညာဖက်မှာရောအခန်းတွေကတော့အများကြီးပေါ့နော်ဘယ်လိုဟာတွေကြိုက်လဲအဖြူတွေကြိုက်လားအမျိုးတွေကြိုက်လားအမဲတွေကြိုက်လားပေါ့နော်ကြိုက်တဲ့ဟာတွေကတော့ကိုယ့်အကိုရှာစားပေါ့ဒီလိုမျိုးရှေ့မှာတယောက်ထိုင်နေပြီဆိုရင်အဲ့ဒီဟာတခြားတာကတော့မုစကူတူတဲ့အခန်းပါပဲခုတော့တကောင်လုံးထွက်လာတာမြင်နော်ဒီနေရာမှာတခန်းရှိတယ်ပြီးတော့ဟိုးရှစ်တင်းနာမှာတခန်းရှိသေးတယ်အဲ့ဒီခန်းဆိုရင်မိုက်တယ်ဗျဘုရားမဆိုင်လေးဝင်ကြည့်လို့ရပါတယ်ဒီချိန်မှာတော့ဝင်ကြည့်ထားတဲ့ပုံတွေကိုတော့မတင်တော့ပါဘူးအဲ့ဒီဟိုးရှစ်တင်းနာကအင်တာတော်လေးလမ်းနာမှာတခုရှိပါတယ်အဲ့ဒီထင်မှာတစ်ခါတလေဆိုရင်မြန်မာမားတွေရှိပါတယ်ဗျ Oh no! Oh, come on. ဒါကတော့တရုတ်တင်ထဲမှာရှိတဲ့60တဲ့အခန်းတွေကိုရိုက်ပြထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်တဲ့မိတ်ဆွေများအနေနဲ့စုံပြအကျိုးရှိလို့ပြောနေပါလေ